USC Finery ထိုးသက်ပွဲတစ်ပွဲအတွက်စုစုပေါင်းရရှိတဲ့ထိုးကြီးတွေကနေတကယ်ယူသွားလို့ရတဲ့ငွေကဘလောက်ရာခိုင်နှုန်းဖြစ်မလဲဆိုတာကိုတင်ဆက်ပေးခြင်းပါတယ်ဥပမာအားဖြင့် Finer တယောက်ကတစ်ကြိမ်ထိုးသက်ကြီးစုစုပေါင်း9သိန်းရတယ်ဆိုပါစို့မသိတဲ့သူတွေထင်တာက9သိန်းရတယ်ဆိုတော့ Finer ချမ်းသာသွားမယ်လို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့အမှန်တကယ် Finery ယူသွားလို့ရတဲ့ငွေဟာ9သိန်းအကုန်လုံးဝမဟုတ်ပါဘူး UXC ကိုအသစ်ဝင်လာတဲ့ Finery နဲ့အချိန်ပေါင်းများစွာထိုးသက်ခဲ့မှုတဲ့ Finery အကြားမှာလဲကွာခြားနိုင်ပြီးထိုးသက်ပွဲကျင်းပတဲ့အမေရိကကပြည်နယ်နဲ့အခြားနိုင်မှာဆိုရင်လဲထိုးသက်ပွဲကျင်းပတဲ့နိုင်ငံပေါ်မူတည်ပြီးအများကြီးကွာခြားသွားပါတယ်အခွန်ခတ်များမန်နေဂျာနီးပြများလေ့ကျင့်ရေးစရိတ်တွေကိုပေးဆောင်ရတဲ့အတွက် Finery ရဲ့ထိုးသက်ကြေးကိုအများကြီးလျှော့ချသွားစေပါတယ်အသစ်ဝင်လာတဲ့ Finer တဦးကတသိန်းရရှိခဲ့ရဆိုပါစို့အမေရိကန်မှာအစိုးရအခွန်ကစုစုပေါင်းရရှိတဲ့ထိုးသက်ကြေးရဲ့25ရာခိုင်နှုန်းမှ30ရာခိုင်နှုန်းအထိဖြတ်သွားပါတယ်။ဥပမာအားဖြင့်နီဗားဒါပြည်နယ်မှာပွဲကျင်းပရင်ပြည်နယ်အခွန်မရှိပါဘူး။ဒါပေမဲ့ကယ်လီဖိုးနီးယားပြည်နယ်မှာကျင်းပရင်ပြည်နယ်အခွန်ကို73ရာခိုင်နှုန်းပေးဆောင်ရပါတယ်ဆိုလိုတာကကယ်လီဖိုးနီးယားပြည်နယ်မှာကျင်းပရင်အသစ်ဝင်တဲ့ Finery ကစုစုပေါင်းရရှိတဲ့တသိန်းကနေအခွန်အကုန်ဖြတ်ပြီးနောက်9000ခန့်ကျန်ရှိနိုင်ပြီးပြည်နယ်အခွန်ကောက်တဲ့ကယ်လီဖိုးနီးယားပြည်နယ်မှာကျင်းပရင်တော့တသိန်းကနေ9000ခန့်သာကျန်တော့မယ်ဖြစ်ပါတယ်ပြည်နယ်အခွန်က73ရာခိုင်နှုန်းအစိုးရအခွန်က25ရာခိုင်နှုန်းမှ30ရာခိုင်နှုန်းအထိဖြစ်တဲ့အတွက်စုစုပေါင်း40ရာခိုင်နှုန်းကျော်အထိအခွန်ကဖြတ်သွားမှာဖြစ်ပါတယ်အခွန်တွေဆောင်ပြီးရင်မပြီးသေးပါဘူးထပ်ပြီးမန်နေဂျာက30ရာခိုင်နှုန်းနီးပြက30ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းခန့်ယူသွားပါတယ်လေ့ကျင့်ရေးစရိတ်စစ်စရိတ်လိုင်စင်စရိတ်တွေထပ်ပြီး1000ခန့်ထပ်ပြီးချက်သွားပါတယ်နောက်ဆုံးတော့ Final လက်ထဲမှာကျန်နာကစုစုပေါင်းရရှိတဲ့တသိန်းထဲကနေ3000မှအများဆုံး4000ခန့်ကိုသာအိမ်ကိုယူသွားနိုင်တာဖြစ်ပါတယ်။ဥပမာ UXC မှာအချိန်ပေါင်းများစွာထိုးသက်ခဲ့မှုတဲ့ Finery မှာဆိုရင် Finer အသစ်တွေတဲ့ကုန်ကျစရိတ်ကပိုများပါသေးတယ်။သူတို့ရဲ့လေ့ကျင့်ပေးတဲ့နီးပြခတွေအတူလေ့ကျင့်ဖို့ကိုပေးရတာတွေအစာအာဟာရဆရာဝန်ကိုပေးတာတွေပါဝင်ပြီးအဲစရိတ်တွေက2020မှ5000ထိကုန်ကျနိုင်ပါတယ်။နမေကြီးမန်နေဂျာတွေကစရိတ်ပိုများနိုင်ပြီးစပေါ်စာချုပ်တွေကိုအေဂျင့်တွေကနှီးနှိုင်းပေးတဲ့အတွက်စရိတ်ပိုထပ်ပါတယ်ထိုးသက်ပွဲကအမေရိကရဲ့ပြည်ပဖြစ်တဲ့ဘရာဇီး UK တွေမှာဖြစ်ရင်ထိုးသက်ပွဲကျင်းပတဲ့နိုင်ငံအခွန်နဲ့အမေရိကန်အခွန်နှစ်ခုလုံးပေးရတဲ့အတွက်ထိုးသက်ပွဲတစ်ပွဲတွင်တသိန်းရရှိတော့လဲအခွန်ကုန်ဆောင်ပြီးရင်3000မှ3500လောက်ခန့်သာကျန်နိုင်မှာတော့တယ်အချုပ်အားဖြင့်ပြောရရင်အသစ်ဝင် Finer နဲ့နမဲကြီး Finery ဟာထိုးသက်တဲ့အမေရိကပြည်နယ်နဲ့အခြားနိုင်ငံမှာမူတည်ပြီးအိမ်ကိုယူသွားနိုင်တဲ့ငွေကစုစုပေါင်းထိုးသက်ကြီးအကုန်မဟုတ်ပါဘူးအများစုက30ရာခိုင်နှုန်းကနေမှ45ရာခိုင်နှုန်းခန့်သာကျန်ပါတယ်တစ်ချိန်ထိုးသက်ကြီး3000အောက်ရတဲ့အသစ်ဝင်လာတဲ့ Finery အတွက်တော့တပွဲထိုးသက်ပြီးရင်နောက်တစ်ချိန်ထိုးသက်ဖို့အထိအိမ်အောင်30လောက်ပဲကျန်ရှိတော့တာပါဒါကြောင့်ပရိသတ်တွေအနေဖြင့် Finery ရဲ့စုစုပေါင်းထိုးသက်ကြီးကိုကြားသိတဲ့အခါမှာအမှန်တကယ် Finery ယူသွားနိုင်တဲ့ငွေဟာစာရွက်ပေါ်ကကဏ္ဍထက်အများကြီးနည်းသွားတယ်ဆိုတာကိုတင်ဆက်ပေးခြင်းပါတယ်။